ချစ်သားလူမိုင်းမောင်ငါဆိုင်တို့ရဲ့စိုက်ကားလေးအခုဆိုအမိုက်ကားလေးဖြစ်သွားရှာပြီအားလုံးပဲမင်္ဂလာပါဒါမှထားတဲ့ဆရာကြားတို့ channel ကနေကြိုဆိုလိုက်ရပါတယ်ချစ်သားလူမိုင်းမောင်ငါဆိုင်ကတော့တပတ်တစ်ပွဲအပြတ်နှွဲပြီးတော့ရင်နစ်နေတဲ့အသင်းပါအခုလည်းနှင်းစီထားပြီးပြိုင်ပတ်အသင်းကိုတပတ်တကိုးနဲ့ကြက်ကိုးများရမလားဆိုပြီးကန်လိုက်တာအခုဆိုဘာမှမစားပဲတရေတွေကြကုန်တဲ့ဒီခြေစွမ်းရေထမ်းအောင်မှရေတယောက်ကြားတိတ်ခါကြတဲ့အထိကိုသုံးစားများတော့တဲ့အသင်းဖြစ်လာခဲ့ပါပြီဒီကြားတဲ့ကန်ကောင်းလို့မရှုံးတဲ့အနေထားမျိုးတွေကြုံခဲ့ရပြီးတော့ကွင်းလျာအေးတင်ချိုးဆွေးလို့တင်းနေတောင်ပြောချိန်များပဲဝေလာမဆဲတဲတဲဖြစ်နေသလိုဘရူနိုမပါရင်ငါပြီးဖုတ်တောင်မကြက်ဘူးဆိုတဲ့အနေထားလိုမျိုးဖြစ်နေခဲ့တာပါခြေသားလူမိုင်းမောင်ငဆိုင်တို့ဟာဘရာဇီးသားလေးကိုညာကိုအားကိုးပြီးတော့တားဆိုးဖို့ပြင်ဆင်လာမဲ့ကတ္တပကြီးလိုတိုက်စစ်ကဟုတ်မနေတာကြောင့်သုံးစားမရပါဘူးပရိုင်းမှာလည်းကိုညာရဲ့လူကြုံဘောကိုးတာအစိုးရပေမဲ့တပိုင်းလုံးချင်းချောက်စီတိုးရေစေးကစ်တိုက်စားတဲ့အချက်တွေမှာပြိုင်ဘက်ကတော့ခြေသားလူမိုင်းမောင်ငဆိုင်လောင်မြအောင်လှုပ်ဆောင်ပေးနေရတာပါဒုတိယပိုင်းမှာလည်းလီဆူနိုက်တက်ကပဲခြေသားလူမိုင်းမောင်ငဆိုင်တို့ပါကင်ဖောက်ပြီးဒဇက်ဆက်တွေတစ်ဖက်ဖက်တွေဖြစ်အောင်လှုပ်ဆောင်ပေးခဲ့တာပါဒါပေမဲ့ကိုညာလေးကဆွန်ရှာပေးလို့1-1နဲ့ဖလန်နေဖြစ်ဖို့စူးစမ်းပေးခဲ့မယ်အမိုရီရဲ့ခြေသားလူမိုင်းမောင်ငဆိုင်ဟာဟိုတန်းမီလောင်သလိုကစားကွက်နဲ့အသင်းဖြစ်နေတာကြောင့်ကန်ကောင်းလို့မသိကြံချောင်းတို့ဖေးလို့မဆုံးတမဲကစားခဲ့ရတာပါဆက်စကွာလည်းအဲ့ဒီအပေါက်သားမဝင်တာဟိုအပေါက်ဆိုတန်းနေရပဲလို့ပြောရလောက်အောင်လူ၁၀ယောက်စာလောက်ကြီးတဲ့ကိုကိုတေးပိတ်တာတော့မှလွဲပြောင်လွဲနေတဲ့ဖျားစုတိုက်စစ်မှုပါဒီကြားတဲ့ဒိုကူကအလိုမတူပဲနဲ့ဘိုးပြူချင်းတွေဖွင့်ပြခြင်းတွေကလွဲရင်ဘာမှမလုပ်နိုင်တော့ပဲမောင်ငဆိုင်တို့ထဲခံရတဲ့ဂျင်းတွေကအခုဆိုကြီးပြူကြီးမဲမဟုတ်ပဲဂျင်းပြူချင်းမဲပမာနေဟောဒီမာနေဆိုပြီးတော့ဖြစ်လာနေပါပြီခုဆိုရင်တပတ်ပွဲထောင်နိုင်သုံးမဲကိုရက်ကန်ဖြစ်နေတဲ့ခြေသားလူမိုင်းမောင်ငဆိုင်တို့အသင်းဟာငါ6တန်းမှာငါ6သေးကြီးလို့ဖြစ်နေခဲ့ပြီးတော့ရာသီကုန်မှာဆင်းဆဲအောင်မရောက်ဖို့ရုံးကန်တော့မှတေးကြနေပါတယ်ဒါကြောင့်ခုဆိုစိုက်ကားလေးလဲအမိုက်ကားလေးလားလို့ဖြစ်နေပြီးတော့တမိုင်းတွေကစူပလားတွေသာမကိန်ဘောင်ဝင်တန်းဝင်တင်းလို့ဖြစ်နေမှာတေးကြပါတယ်စုံလီကြည့်ပြတာအားလုံးကိုကျေးဇူးတင်ပါတယ်